မင်္ဂလာပါရှင်ချမ်းမမီကပြီးခဲ့တဲ့တစ်ပတ်ကဘာတွေလှုပ်ရှားလဲဘာတွေလှုပ်တယ်ဆိုတာလေးကိုပြောပြချင်ပါတယ်ကျမကထန်းသီးမုံလှုပ်ရှားဖြစ်တယ်ထန်းသီးကအရန်ဈေးကြီးပါတယ်ဒီကျမနေတဲ့စီမှာဝယ်ရတာအဲ့တော့ရလာတဲ့ဟာလေးကိုစားတော့ချမ်းဒယ်ရီကလည်းအရန်ကြိုက်ကျမကလည်းအရန်ကြိုက်ငယ်ငယ်တုန်းကစားခဲ့ရတဲ့ပုံစံလေးပေါ့နော်အဲ့လိုလေးလှုပ်ရှားပါတယ်နောက်ပြီးတော့ဒါကတော့အုံးကေကရပေါ့နော်အဲ့အုံးကေကရကကျမအခုနေတဲ့မြို့မှာကျမကိုယ်တိုင်လုပ်ပြီးတော့ရောင်းနေအရန်ရောင်းရတယ်အခုလိုအများကြီးအမြဲတမ်းလို့မှာယူအားပေးကြတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီကနေပြောပြရစီဒါကကရီကရအုံးကရီကရလုံနေတာပါကောင်းကြီးစပားနဲ့တကားရီလေးနဲ့ပဲနေရတာဆိုတော့ကြည့်ရလွယ်ကူတယ်လို့ထင်ရပေမဲ့အရန်ကိုခက်ပါတယ်ပင်ပန်းပါတယ်အားနဲ့အင်းနဲ့လောက်ရတာပေါ့နော်ဒေတာကန်တွေကတော့အများအဖြစ်အမျိုးသားတွေပဲလောက်ကြတာဆိုတော့သူတို့အတွက်ကတော့လွယ်ကူပါတယ်နော်ကျမကတော့တပိုင်းတနိုင်ပဲရောင်းတာဆိုတော့ဒီလိုလေးပဲလောက်ရတာပါလို့ဒါကတော့ကရလုတ်ပြီးတိုင်းဆိုတော့ရေစားပေါ့နော်ရန်စားကောင်းပါလေဒီမုံလုံးနီလေးကိုတင်ပေးတဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အေးတော့ကောင်းလိုက်တာရမိုက်ဒီချက်တူရွေးလေးရလေအချိန်မှန်အမြဲလာပြီးတော့အစာတောင်းတတ်တယ်ချမ်းကိုလာပြီးတော့ပေါ့နော်အပြင်ကနေတကားပြင်ကနေအတန်လေးပေးပြီးတော့အမြဲတမ်းအစာလာတောင်းတာတအားချစ်ဖို့ကောင်းတဲ့ချက်တူရွေးငှက်ကလေးပါပန်းလေးတွေကအရန်လှတယ်နော်ကျမနေတဲ့စီမှာပန်းကအရန်ဈေးကြီးတယ်ဒါပေမဲ့ဈေးကြီးပေမဲ့လှလို့အမြဲဝယ်ပါတယ်ဒါကအာလူစနစ်မကင်းမှာအော်ရာမှားထားတဲ့ဟာလေးလောက်တာပေါ့နော်အခုလိုအများကြီးမှားတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဒါလေးတွေလည်းအော်ရာမှားထားတဲ့ဟာပါဒါကရီကရလုံနေတော့ရိုက်ထားတဲ့ဟာလေးပေါ့နော်ဒါကချမ်းပကြီးဆွဲနေတာလေးကိုချစ်လွန်းလို့ဗီဒီယိုလေးရိုက်ထားတာမရှိမတာဒီမှာဗီဒီယိုကြည့်နေဆွဲတာနော်အခုလိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ like and subscribe လေးလည်းလုပ်ပေးပါလို့တောင်းဆိုပါရစေရှင်